အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ Ichigo Form Series ရဲ့ Part 4ကိုရောက်ရှိလို့လာပါပြီဒီနေ့မှာတော့ Ichigo ရဲ့ Dangai Form နဲ့ Final Getsuga Tensho Form အကြောင်းကိုတင်ဆက်ပေးသွားမှာပါမစခင်မှာထုံးစံအတိုင်း Spoiler တွေပါမယ့်အကြောင်းကြိုတင်သတိပေးလိုက်ရပါတယ်ပထမဆုံးတစ်ခုကတော့ Aizen ကို Physically အရာအပြတ်အသတ်ရှင်းနိုင်ခဲ့တဲ့ Dangai Ichigo ပဲဖြစ်ပါတယ်ဟိုကျိုကိုကြောင့်နတ်ဖျားတစ်ပါးလို powerful ဖြစ်လာတဲ့ Aizen ရဲ့အစွမ်းတွေကိုရှင်းနိုင်ဖို့အတွက် Ichigo ဟာ Living World ရဲ့ Soul Society ကြားမှာဒန်းကိုင်လို့ခေါ်တဲ့အမောင်စင်ကြံကဘာထဲမှာသူ့ရဲ့ကက်ဆူကာတန်ရှိုးရဲ့နောက်ဆုံးပုံစံကိုသုံးနိုင်ဖို့လေ့ကျင့်ခဲ့ရပါတယ်။အပြင်လောကမှာမိနစ်ပိုင်းပဲရှိသေးပေမဲ့အချိန်စီးဆင်းမှုမတူတဲ့အဲ့ဒီဒန်းကိုင်နေရာမှာတော့ Ichigo က3လနေပါကြအောင်သူ့ရဲ့ဓာဝိညာဉ်တင်ဆဇန်ကက်စုနဲ့အသေးအလဲတိုက်ပွဲဝင်ခဲ့ရတာပါ။အရင်တုန်းကဆိုရင် Ichigo ဟာ Shikai Form နဲ့ပဲသူ့ရဲ့ Zanpakuto Spirit ဇန်ကက်စုနဲ့တွဲဆုံလေ့ကျင့်ခဲ့တာပါ။အခုတစ်ခေါက်ကတော့သူ့ရဲ့ Bandai Form နဲ့ Zanpakuto World ထဲကိုဝင်ရောက်ခဲ့ပြီးတန်ဆဇန်ကက်စုနဲ့တွဲဆုံခဲ့တာပါ။တန်ဆဇန်ကက်စုရဲ့ပုံစံကတော့အရင်ပုံနဲ့မတူပဲအိုးမန်းဇန်ကက်စုရဲ့ငယ်ရွယ်တဲ့ version နဲ့ White ရဲ့ Vestolot ပုံစံတို့နဲ့တွေ့ရပါတယ်။သူတို့နှစ်ဦးလုံးကတယောက်တည်းအထည်ပေါင်းဆက်လိုက်ပြီး Ichigo နဲ့ရှင်ပြိုင်တိုက်ခိုက်ရင်းလေ့ကျင့်စေခဲ့ပါတယ်။ဒန်ကိုင်ကနေ3လကြာလေ့ကျင့်ပြီးပြန်ထွက်လာတဲ့အခါမှာ Ichigo ဟာအရင်ကထက်အရက်ပုံမြင့်လာပြီးသပင်တွေလည်းပိုရှည်လာပါတယ်။ဒီ form ရဲ့ထူးခြားချက်ကဓားကလက်နဲ့ကက်နေပြီးစွမ်းအင်တွေကခန္ဓာကိုယ်ထဲတိုက်ရိုက်စီးဝင်နေတာပါ။ဒါကိုဂျင်းစင်လို့ခေါ်ပြီးဓားနဲ့အသုံးပြုသူဟာတသားတည်းထစ်သွားတဲ့သဘောပါ။ဒီအရှင်ဒီမှာ Ichigo ရဲ့စွမ်းအားဟာရှင်နီဂါမီနယ်ပယ်ကိုကျော်လွန်သွားပါပြီ။အစွမ်းထက်လာပါတယ်ဆိုတဲ့ Aizen မှာ Ichigo ရဲ့ Reiatsu ကိုအာယုံမခံနိုင်တော့တဲ့အထိအစင်အတန်းကွာခြားသွားခဲ့တာပါ။ဒီ form ရဲ့ဓာတ်ကိုတစ်ချက်ဝှေ့ယမ်းလိုက်ုံနဲ့ထွက်လာတဲ့လေဖီယာဟာအေယာမတောင်တန်းကြီးတွေကိုပြိုကျပျက်စီးစေခဲ့ပါတယ်။ Physical ဘိုင်းမှာလည်းအထွတ်အထိပ်ကိုရောက်လာပြီးအရင်နဲ့ပိုမိုမြန်ဆန်လာပါတယ်။ Aizen ရဲ့အပြင်းထန်ဆုံးကီလိုတိုက်ကွက်တွေကိုလက်ဗလာနဲ့ပို့ထုတ်ပြခဲ့တာဟာဒီ form ဘယ်လောက်ထိကျန်းလဲဆိုတာသက်သေပါပဲ။ဒါကတော့ Dangai ကနေပြန်ထွက်လာတဲ့ Ichigo ရဲ့ form အကြောင်းပြောပြခဲ့တာပါ။ Dangai form ရဲ့အထွတ်အထိပ်ကတော့ Final Getsuga Tensho ခေါ် Mugezu ပါပဲ။ရှိကိုင်းနဲ့ Bankai form မှာ Getsuga Tensho ကိုဓားကနေပစ်ထုတ်တာမျိုးပဲလုပ်ပေမဲ့အခုအချိန်မှာတော့ Ichigo ကိုယ်တိုင်က Getsuga စွမ်းရည်အဖြစ်ပြောင်းလဲသွားတာပါ။ဒီ form ကိုသုံးရင် Ichigo ဟာသူ့ရဲ့ Shinigami စွမ်းဟာတွေအကုန်ဆုံးရှုံးရမှာပါ။ဒီစွမ်းရည်ကိုသုံးလိုက်တဲ့အခါမှာသူ့ရဲ့စပင်တွေကအနက်ရောင်ပြောင်းသွားပြီးခန္ဓာကိုယ်တစ်ခုလုံးကိုအနက်ရောင်စွမ်းအင်ပတ်တီးတွေနဲ့ရစ်ပတ်ထားတဲ့ဒီပုံစံဟာဝိညာဉ်လောကရဲ့နိယာမတွေကိုပါကျော်လွန်သွားတဲ့အသွင်အဖင်ပါဒီ format တစ်ခုတည်းသော scale ကတော့မူခဲ့စုပါပဲကောင်းကင်တစ်ခုလုံးကိုအမောင်တို့နဲ့ဖုံးလွှမ်းသွားစေတဲ့ဒီအနက်ရောင်စွမ်းအင်ဓာတ်ချက်ဟာ Aizen ရဲ့နောက်ဆုံး evolution အဆင့်ကိုတောင်ခန္ဓာကိုယ်နှစ်ချမ်းကွဲအောင်လုပ်နိုင်ခဲ့ပါတယ်ဒါပေမဲ့ final ဆိုတဲ့နာမည်အတိုင်းပါပဲဒီစွမ်းအားကိုထုံးပြီးတာနဲ့ Ichigo ရဲ့ Shinigami စွမ်းအားတွေအကုန်လုံးဆုံးရှုံးသွားပြီးတာမန်လူသားတရားအဖြစ်ပြန်ပြောင်းသွားတဲ့အထိရင်းနှီးခဲ့ရပါတယ်ဒါတွေကတော့ Ichigo ရဲ့တခါထအထုံးပြုလို့ရတဲ့ Final Getsuga Tensho form အကြောင်းကိုပြောပြခဲ့တာပါနောက်ဆုံးတစ်ခုကတော့ manga မူရင်းဇာတ်လမ်းထဲမှာမပါတဲ့ non canon ဖြစ်တဲ့ Hellverse movie ထဲမှာပဲမြင်တွေ့ရတဲ့ Hellverse armor form ပဲဖြစ်ပါတယ်ဒီ form ဟာ Ichigo ကိုယ်လိုက်လေ့ကျင့်လို့ရလာတာမျိုးမဟုတ်ပါဘူးငရဲရဲ့အဆောင်အရှောင်တီဖြစ်တဲ့ Kusanara တွေက Ichigo ကိုငရဲရဲ့စွမ်းအားတွေကိုခဏတာအသုံးပြုခွင့်ပေးလိုက်တာပါဒီ form ကခန္ဓာကိုယ်ညာဘက်ချမ်းမှာရွှေရောင်တောက်ပါနေတဲ့အယိုးစုချက်ဝတ်တန်းစာတွေဖုံးအုပ်သွားပြီးမျက်နှာမှာလည်း skull mask တပိုင်းပေါင်းဝင်လာပါတယ်မျက်လုံးတွေကတော့ရွှေရောင်တောက်နေပြီးဓားကနေလည်းရွှေရောင်အလင်းတန်းတွေထွက်ပေါ်နေပါတယ်သူ့ရဲ့စွမ်းအားတွေကတော့ငရဲရဲ့တန်ကြိုးတွေကိုအလွယ်တကူဖြတ်တောက်နိုင်တယ်လို့ပုံမှန်နဲ့မတူတဲ့ Golden Getsuga Tensho ကိုလည်းအသုံးပြုနိုင်ပါတယ်အထူးခြားဆုံးကတော့စိတ်ရိုင်းဝင်နေတဲ့ Hollow ရဲ့ထိန်းချုပ်မှုကိုလုံးဝမခံရပဲစိတ်တည်ငြိမ်စွာနဲ့တိုက်ခိုက်နိုင်တာပါအခုပြောခဲ့တဲ့ Dangai Final Getsuga နဲ့ Hell Form ဒီ၃ခုထဲမှာဘယ်ဟာကိုအချိုက်ဆုံးလဲ comment မှာမှတ်ခဲ့ပါအောင်နော်နောက်ထပ် part 5မှာလည်း Ichigo ရဲ့ cool ဖြစ်တဲ့ full ring form တွေအကြောင်းတင်ဆက်ပေးသွားမှာမို့လို့ follow လေးတွေလုပ်ပေးခဲ့ပါအောင်အားလုံးကိုကျေးဇူးတင်ပါနဲ့